ဟုတ်ကိုစလို့ရပါပြီ ရပါပြီနော်အားလုံးပဲမင်္ဂလာပါအခုလိုမျိုးလာပြီးတော့တက်ရောက်ပြီးလို့လည်းကျေးဇူးတင်ပါတယ်ဒီမှာအလုံးအားတဲ့ကြားရတို့ကျောင်းလုံးဆရာရှိတာကိစ္စတွေတို့ project တွေကြားရလာတက်ပေးကြပါတော့ဒီ topic ကိုဘာ cover လုပ်မှာလဲဆိုတော့ what's new with Google AI ပေါ့နော်အခုလောလောဆယ်မှာ Google ကဘာတွေထုတ်ပြီးတော့ဘယ် AI product တွေကိုဘယ်လိုသုံးကြလဲပေါ့နော်အဲ့ဒါမျိုး cover လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့သူရကျော်လို့ခေါ်ပါတယ်လောလောဆယ်တော့ senior developer relation engineer ပေါ့နော် Google Cloud ပိုင်းပေါ့ AI machine learning background နည်းနည်းသွားနေတယ်ပေါ့နော်အခုနောက်ပိုင်းတော့အရင်ကတော့ machine learning engineer တို့ AI engineer တို့ ML ops ဆိုတာမျိုးတွေလုပ်ဖို့ပါတယ် software engineer လည်းလုပ်ဖို့တယ်ပေါ့နော်လောလောဆယ်တော့ developer relations ပေါ့နော်ဒီအလုပ်ကိစ္စတွေမှာတော်တော်များများဒီ Google product အကြောင်းတွေပြောရတာတို့ပြီးတော့ဒီ AI product တွေအကြောင်းကို sharing လုပ်တာတော့เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပို့လို့ဖြစ်တာများတယ်ပေါ့နော်ကိုယ့်ကို product တို့ software တို့လောက်တာမဟုတ်ပဲねအခုဗီဒီယိုလေးတစ်ချက်ပဲမှာဗီဒီယိုခိုင်းနော်ဟုတ်ရတယ်ကို sorry ပါဗီဒီယိုခဏဗီဒီယိုပြောက်သွားတယ်မြင်ရလားမသိဟုတ်မြင်ရပြီကိုမြင်ရနော် okay ဟုတ်ကဲ့အဲ့တော့AI agent ကပေါ့နော်အခုက next tier ပေါ့နော်ဘယ်လိုပြောမလဲလောလောဆယ်ကဘာပဲလုပ်ဘာပဲအကျုံးချ AI agent ကပထမဆုံး consideration လို့မျိုးဖြစ်နေတာပေါ့နော်ကိုကဥမာအခုလောလောဆယ်ခုတ်ရေးမယ်ဆိုရင်တော့ပဲခုတ်တွေကို AI agent နဲ့ရေးတယ်တို့ကိုတိုင်ကဘယ်လိုပြောမလဲဒီဟို bug fix တယ်တို့ဒါမှမဟုတ်ရှင်လဲ essay ရေးတာတို့ project scoping တို့တော့မှအကုန်လုံးက AI agent တွေပေါ့နော်ဟိုမှာ Gemini တို့ChatGPT တို့အဲ့ဒါမျိုးတွေနဲ့စပြီးလောက်ကြပြီနော်လူတွေကတော့သိရမလားအဲ့တော့ဘလို့ဖြစ်လာမလဲဆိုတော့ AI agent တွေကဘာလုပ်မလဲဆိုတော့ဒီကိုယ့်ရဲ့ task တွေ job တွေ industry တွေပေါ့နော်သူကဟိုစပြီးတော့ reshape လုပ်တာပေါ့နော်သိရမလားအခုနောက်ပိုင်းအလုပ်တွေရှာမယ်ဆိုရင်တော့မှပဲ AI agent ကိုသုံးနိုင်တဲ့လူတွေပေါ့အဲ့လိုမျိုးတွေပဲသူကရှာကြတာများတယ်ပေါ့နော်ဒီ interview တွေမှာ vibe coding လောက်ခိုင်းတဲ့ interview တွေလည်းရှိတယ်ပေါ့တည်ရမလားဒီလိုမျိုး tools တွေကို optimize လုပ်မလဲအဲ့လိုမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အမျိုးမျိုးပဲပေါ့နော်သူ့ဟာလည်းသူတော့ဒီဖြည်းဖြည်းချင်းတော့မဟုတ်ဘူး AI က integrate ဖြစ်ပြီးတော့ job တွေ reshape ဖြစ်လာတယ်ပေါ့နော်အဲ့တော့ software engineer ဘိုင်းကိုတွားမှဆိုလို့ရှိရင်တော့ software development ကပေါ့ဒီ handcrafted မဟုတ်တော့ဘူးเนาะအခုနောက်ပိုင်းကကုတ်ရေးနောက်မှာပဲကိုယ့်ကိုစပြီးတော့ manual template တွေနဲ့မရေးတော့ဘဲနဲ့ဒီ fully agentic system ဘက်ကိုပြောင်းသွားတယ်ပေါ့နော်အရင်တော့ကုတ်ရေးမယ်ဆိုလို့ရှိရင်အဲ့လိုမျိုး template တွေနဲ့သွားယူပြီးတော့ရေးတယ်ပြီးတော့နောက်ပိုင်းကျတော့ဒီ AI assisted coding ပေါ့နော်ကွာအဲ့လိုမျိုးတခုရေးလို့ရှိရင် AI က recommend လုပ်တဲ့ဟာမျိုးတို့ပါတော့အဲ့လိုမျိုးတွေလုပ်မှာ agentic system ပေါ့နော် vibe coding tools တွေနဲ့စပြီးတော့သုံးလာကြတော့ဒီ software development တွေကအရင်မြန်လာတယ်ပေါ့နော်ပြောချင်တာတော့ကောင်းတာမကောင်းတာတော့နောက်မှာပေါ့နော်ဒါပေမဲ့မြန်တော့မြန်လာတယ်ပေါ့တည်ရမလားကိုကရေတော့ဆိုလို့ရှိရင်တစ်ပတ်လောက်နှစ်ပတ်လောက်ကုန်မဲ့ဟာကိုအခုလောလောဆယ်လို့ရှိရင်ဒီလိုတနေ့တည်းနဲ့ရတယ်တို့8 hours ဆိုပါဆိုလို့ရှိရင် full flash engineering ဘာညာအဲ့လိုမျိုးရတယ်တို့ဘာလို့ဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး code တွေပေါ့နော်တကယ်တော့ကိုတိုင်ကဒီ engineering background ရှိတယ်ပေါ့နော် software developer လုပ်မယ်ပေါ့အဲ့လိုမျိုးကြလို့ရှိရင်ဘာကိုလုပ်ရမလဲဆိုတော့ကိုက enterprise environment ကိုရင်စလုပ်ရမှာเนาะ enterprise environment ကဘာလဲဆိုတော့ဒီကိုရေးထားတဲ့ vibe code application ဘာညာဆိုတာကတယောက်တည်းသုံးရင်အဆင်ပြေမယ်ဒါပေမဲ့လူအယောက်200 1000 1000 3000အဲ့လိုမျိုးသုံးလို့ရှိရင်ရောအဆင်ပြေမလားပေါ့နော်သူတို့ experience တွေဘယ်လိုဖြစ်သွားမလဲပေါ့အဲ့လို parallel computing တွေရနိုင်မလားဒါမှမဟုတ်လို့ရှိရင်လည်းဒီဟိုပါလေ resource constraint တွေဖြစ်မလားအဲ့လိုမျိုးကိုယ့်ရဲ့ application က scale ဖြစ်မလားဒါမှမဟုတ်လို့ရှိရင်လည်းဟို multiplayer game တွေပါဆိုလို့ရှိရင်လည်း multiplayer မှာဘယ်လိုမျိုး synchronize လုပ်မလဲအဲ့လိုမျိုးတွေစပြီးတော့သိရမှာပေါ့နော်ဒီလို builder က build တာအဆင်ပြေပြီမဲ့ဒီ scaling part တို့ဘာတို့ပေါ့နော်ပြီးတော့ကျတော့ scaling နေမဟုတ်ဘဲနဲ့ဥမာလူ company မှာ10ယောက်ရှိလို့ရှိရင်10ယောက်ကိုသူကဘယ်လိုမျိုး compliant ဖြစ်လုပ်မလဲသိရမှာ10ယောက်လုံးကcode တွေရေးနေတယ်ဆိုလို့ရှိရင်သူတို့ရေးတဲ့10ယောက်လုံးရဲ့ code ကိုဘယ်လိုပြောမလဲ standardize ဘယ်လိုလုပ်မလဲပြီးတော့ဒါမှမဟုတ်လို့ရှိရင်လည်းသူတို့ရဲ့ application တွေကိုဘယ်လိုမျိုး security လုပ်မလဲပေါ့နော်အဲ့ဒါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တဲ့ပြင်ဥမာကိုက website တစ်ခုပြီးသွားရပဲထားပါတော့အဲ့ပြီးသွားတဲ့ဟာကို improve လုပ်မယ်တို့ bug fix လုပ်မယ်တို့ကြာလို့ရှိရင်ဘယ်လိုလုပ်မလဲပေါ့နော် continuous testing တို့ monitoring တို့ improving ကြာ optimization ပေါ့နော်အဲ့တော့ဒီ၄ခုလုံးရှိမှဒါသူကဒါ successful end to end approach ပေါ့နော်ဒီ coding ကိုဒီ vibe coding tools တွေနဲ့ပဲရေးလို့ရှိလို့ရှိရင်
ဒီ build ပါပဲရှိပြီးတော့ scaling တို့ optimize ဆိုတော့ platform ဘက်ကိုရောက်သွားတာပေါ့နော် platform ဘက်ကနေပြီးတော့ဘယ်လိုမျိုးအသုံးချနေပေါ့အဲ့တော့လောလောဆယ်ဆိုရင်အလုံးရှာနေတဲ့လူတွေဆိုလို့ရှိရင်တော်တော်များများအဲ့လိုမျိုး platform engineer တို့ဒါမှမဟုတ်လို့ရှိရင်လည်းဒီ forward deployment engineer တို့အဲ့လိုမျိုးပေါ့နော် deployment ပတ်သက်တဲ့ဟာမျိုးတို့ဒီ customer ကို help ပေးလုပ်ရမယ့်ဟာမျိုးအဲ့လိုမျိုး role တွေကအခုလောလောဆယ်အရန်လိုနေရပါတော့ဒီ software developer role တွေကတိတ်မလိုတော့ဘဲနဲ့အဲ့လိုမျိုးတခြားနောက်ပိုင်းပေါ့နော် governing scaling optimization pack တွေကိုပို့ပြီးတော့လိုလာတယ်ပေါ့နော်အခုနောက်ပိုင်းကပြီးတော့အဲ့လိုမျိုး industry အဲ့လိုမျိုးဖြစ်လာတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လဲဆိုတော့ company တွေလို့ big company ပေါ့နော် Google တို့ဘာတို့ကြတော့လဲသူကဒီမှာ shift down philosophy ဆိုပြီးတော့ဖြစ်လာမှာနော် shift down philosophy ကဘာမျိုးလဲဆိုတော့ဒီ AI တွေကအဲ့လိုမထွန်းကားတဲ့အချိန်မှာဆိုလို့ရှိရင် developer တွေတော်တော်များများဒီquality assurance ပေါ့နော်ဥပမာဒီ code ကရေးလို့ရှိလို့ရှိရင် break ဖြစ်နိုင်လားပေါ့hack လုပ်ခံရနိုင်လားပေါ့ဒါမှမဟုတ်လို့ရှိရင် scale ဖြစ်နိုင်လားပေါ့တည်မလား leak code တွေပါဆိုလို့ရှိရင်အဲ့လိုမျိုး test လုပ်တာဆိုတော့တည်မလား software engineer တွေဆိုလို့ရှိရင် interview သွားတယ်leak code ဖြေရတယ်အဲ့လိုမျိုးကြတော့သူကဘာလို့ဆိုတော့ဒီ quality attribute တွေသူကလိုချင်လို့ပေါ့နော်ဒီကိုရေးတဲ့ code က clean ဖြစ်လားပေါ့scale ဖြစ်လားပေါ့သူများတွေနားလည်နိုင်လားအဲ့လိုမျိုးတွေဖြစ်ပြီးတော့ဒါပေမဲ့အခုနောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့အဲ့လိုမျိုးဟာတွေကသူကဒီ platform ဘက်ကနေပြီးတော့ယူသွားတာပေါ့နော်ဒီ platform ကနေပြီးတော့ဒီမှာဟိုမှာဘယ်လိုပြောမလဲ deployment တို့အဲ့လိုမျိုးဒီ scaling တို့ monitoring တို့အဲ့လိုမျိုး platform ဘက်ကဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီ quality assurance တွေဘာတွေက platform responsibility လို့ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့ job scope ပေါ့နော်ဘယ်လိုဖြစ်လာလဲဆိုတော့ဒီ feature development scope ကအရင်များလာတယ်ပေါ့နော်ဒီမှာလူတွေက company ကကိုယ် software engineer တယောက်နဲ့ hire လုပ်မယ်ဆိုလို့ရှိရင်ဒီပုံမှန်ဆိုလို့ရှိရင် feature 2ခုလောက်တစ်ပတ်မှာ2ခုလောက်လုပ်ရမယ်ဆိုလို့ရှိရင်အခုလောက်ဆိုလို့ရှိရင် feature တစ်ပတ်မှာ10ခု15ခုအခု20အဲ့လိုမျိုးလုပ်ရမယ်ပေါ့နော်ဘာလို့ဆိုတော့ feature development part ကအဲ့လိုမျိုးအရင်များလာတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီလူမျိုးတော့ philosophy တွေဖြစ်လာတယ်ပြီးတော့ the demand ကလည်း building scaling တို့ optimization တို့ဘက်ကိုများလာတယ်ဆိုတော့အလုပ်တွေကလည်းအဲ့ဘက်ကိုပဲများလာတယ်ပေါ့နော်အဲ့တော့ဘလို့ scale တွေကိုကိုကလောလောဆယ်အစိတ်ထဲမှာရှိတင်တယ်ပေါ့နော်အဲ့လိုမျိုးကြတော့ဒီ product တွေပေါ့နော်ဒီ developer ကဘယ်လိုမျိုး tools တွေကိုယူသုံးပြီးတော့ဘယ်လိုပြောမလဲအခွင့်အရေးတွေရနိုင်အောင်လုပ်မလဲပေါ့အဲ့လိုမျိုးတွေကြတော့ဒီ Google တို့ဘာလို့ဘက်ကကြတော့သူက developer tools တွေပေါ့နော်အဲ့လိုမျိုး platform တို့ tools တွေကိုထုတ်ပေးတယ်ပေါ့နော်အဲ့ tools တွေကို master ဖြစ်လို့ရှိရင်တော့အနည်းဆုံးတော့ကိုကတစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်ဘာ tools တွေယူလို့ရုပ်ရလဲတော့ဘာလဲသိလာပါပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ developer keynote ကဒီဟာကမေလအကုန်လောက်ကလောက်တာပေါ့နော်အဲ့တော့နံပါတ်1ကပေါ့ဒါ Google I/O announcement မှာသူကဒီဟာ highlight ပေါ့နော် top 5 things highlight လုပ်တာပေါ့တိဦးလားတော့မသိဘူး anti gravity ဆိုလို့ရှိရင်သူကဒါ vibe coding အဲ့လိုမျိုး platform လိုမျိုးပေါ့နော်ပြီးတော့ Spark ကျတော့ personal assistant ပေါ့ကိုကဥမာမနေ့မိုးလင်းတာနဲ့ငါ့ရဲ့ email ကိုသွားဖတ်ပြီးတော့ငါ့ကို summary ပေးပါတို့မနေ့မိုးလင်းတာနဲ့ဒီဘယ်လိုပြောမလဲငါ့ရဲ့ပတ်ဝန်းကျင်နားမှာဘယ်လိုမျိုး discount တွေရှိနေလဲတို့ဘာ shop တွေက discount တွေပေးနေလဲဘာ website တွေက active ဖြစ်နေလဲအဲ့လိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့ဒီ personal interest နဲ့ပတ်သက်တဲ့ဟာမျိုးတွေကို schedule လုပ်မယ် workflow တွေ schedule လုပ်မယ်ဆိုလို့ရှိရင် Spark ကိုသုံးလို့ရတယ်ပေါ့နော်ပြီးတော့ကိုနိုင်ဥမာဒီ application တွေစောက်ပြီးတော့ဒီဟိုပါပေါ့နော် agent လိုတယ်ပေါ့နော်ကိုယ့်ရဲ့ application တစ်ခုကဥမာ research လုပ်ရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ application က research လုပ်လို့မရဘူးဒါပေမဲ့ကိုက research လုပ်တဲ့ agent ကိုစောက်မယ် automatically စောက်ပြီးတော့အဲ့ agent ကိုတွားပြီးတော့ research လုပ်ခိုင်းမယ်ရတဲ့ result ကိုယူမယ်ပြီးလို့ရှိရင် user ကိုပြန်ပြီးတော့ပြမယ်အဲ့လိုမျိုးဆိုလို့ရှိရင်သူက manage agent ပေါ့နော်ကိုနိုင်က agent တွေကိုမစောက်တော့ဘဲနဲ့ဒီ platform ကို agent သွားစောက်ခိုင်းပြီးတော့အဲ့ရတဲ့ platform ရဲ့ agent ကိုပဲတုံးလိုက်တယ်ပေါ့နော်ပြီးတော့ရှား model တွေကျတော့ Gemini 3.5 ဆိုရင်ဒါ latest model ပေါ့နော် from Google ကနေ 3.5 Flash ပြီးတော့ 3.5 Pro ထွက်တယ်တော့ချားတယ်ပေါ့နော်ပြီးတော့ Gemini Omni ပေါ့Gemini model တွေတော်တော်များများက multi model ပေါ့နော်ဘာလို့လဲဆိုတော့ multi model ဆိုလို့ရှိရင်ဒီပထမဆုံးကတော့ model တော်တော်များများ text to text ပဲ text input ပေးတယ် text output ပေးတယ်ပေါ့နော်အဲ့ text output input ကနေနောက်ပိုင်းကျတော့ Gemini ဘက်ကနေပြီးတော့သူက multi model ဆိုပြီးတော့ထွက်လာတယ် multi model ဆိုတာကကြတော့ဒီ input မှာ text လည်းရတယ်ပေါ့နော်ပြီးတော့ image လည်းရတယ် video လည်းရတယ် audio လည်းရတယ်တည်မလားvideo တွေက audio လည်းရတယ်အဲ့လိုမျိုးတွေဖြစ်လာပြီးတော့ Omni ကြတော့သူကဘာလာဝင်ပြီးတော့ကိုပြန်ထုတ်ချင်လို့ရှိလို့ရှိရင်လည်းဒီ prompt နဲ့ထုတ်လို့ရပါဘောနော်ဘယ်လိုမျိုးမှကောင်းလဲဆိုတော့ video editing တို့ဒီ 3D points data တွေ understand လုပ်ရတယ်ပေါ့ဥမာဘယ်လိုပြောမလဲဒီ graphical information data တို့ autonomous car data တို့ robotic data တို့အဲ့လိုမျိုးတွေသူကထည့်ပေးပြီးတော့
ဒီဟာကိုဘယ်လိုပြောမလဲ understanding ဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုကဟို new data တွေစောက်လုပ်မယ်တို့ဒါမှမဟုတ် move တွေပဲ change မယ်တို့ဘာလို့အဲ့လိုမျိုးလုပ်လို့ရပါဘောနော် Omni ကကြတော့ဒီဟာတွေကိုနည်းနည်း drill down တစ်ခုပြီးတစ်ခုတော့ပြောရမယ်ပေါ့နော်ဂျားထဲမှာ question ရှိလို့ရှိရင်လည်း comments ကိုပေးလို့ရမှာထင်တယ်အဲ့တော့ comments ကပေးလို့ရတယ်ရပါတယ်မလို့ရှိရင်ပြီးကြမှာ Q&A နောက်တစ်ခုလုပ်ပေးမယ်ပေါ့နော်နံပါတ်1ကတော့ anti gravity ပေါ့နော်ဆို anti gravity ကသူကဒီ Google anti gravity team ဆိုပြီးတော့တက်ရှိရပါတော့သူကဘာလို့လဲဆိုတော့ဒီ vibe coding ကိုယ့်ရဲ့ system ပေါ်မှာထားတာပေါ့နော်ကိုကဒီ anti gravity ကိုသုံးမယ်ဆိုလို့ရှိရင် anti gravity application ကိုကိုယ့်ရဲ့ laptop ပေါ်မှာ install လုပ်ရမယ် install လုပ်ပြီးတော့မှသူက local first ပေါ့နော် development လုပ်တယ် coding တွေရေးရဆိုလို့ရှိရင်ကိုယ့်ရဲ့ file တွေအကုန်လုံးကဒီ laptop ပေါ်မှာပေါ့နော် desktop ပေါ်မှာပေါ့ကိုယ့်ရဲ့ system ပေါ်မှာပဲနေတယ်ပေါ့နော်နေပြီးတော့မှကိုက local testing တွေလုပ်လို့ရမယ်ကိုကအဲ့လိုမျိုး integrating ပေါ့နော်ဥမာ API call တွေလုပ်လို့ရမယ် security တွေလုပ်မယ်လုပ်ပြီးလို့ရှိရင်ကိုအကုန်လုံးပြီးပြီဆိုမှကိုဒီ deployment ပေါ့နော် cloud ကိုပဲ deploy လုပ် on prem ပဲ deploy လုပ်ပေါ့လုပ်ရတာပေါ့နော်ပြီးတော့ဘာကောင်းလဲဆိုတော့ anti gravity ကသူက project တစ်ခုပြီးတစ်ခုလုပ်ရတာမဟုတ်ပဲねဒီ project တွေအများကြီးကိုသူအတူတူလုပ်လို့ရတယ်ဥမာကိုကပြောမလဲဒီ project A ကိုရေးနေတော့မှစိတ်ကူးတစ်ခုရတာလို့ project B စပြီးလုပ်ချင်တယ်ဆိုလဲရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုက company နှစ်ခုမှလုပ်နေရဆိုလို့ရှိရင် company နှစ်ခုရဲ့ project တွေကိုဟိုဘက်ဒီဘက်ပြောင်းပြီးလုပ်လိုက်ရတာပေါ့နော်ဒီ agent manager ကသူကအဲ့လိုမျိုး agent တွေအကုန်လုံးကိုသူက control လုပ်ပေးတယ်ဆိုတော့ကိုကကို project folder လေးစောက်ပြီးတော့ multiple project ကို concurrent လုပ်လို့ရတာပေါ့နော်အဲ့လို parallel workflow တို့ဘာတို့မှာသူကလုပ်လို့ရတာပေါ့ပြီးတော့ anti gravity offering ပေါ့နော်သူက offering ဘာရှိလဲဆိုတော့ဒီ desktop app ရှိတယ်ဒီ desktop app ကဘာတွေကောင်းလဲဆိုတော့ဒီ coding တွေဘာတွေတွက်သိကြမလို့ပေါ့နော်ဒီတိုင်းစပြီးတော့ကိုလုပ်ချင်တာဘာလုပ်ချင်တာလဲ website လုပ်ချင်တာဆိုရင် website ကိုစပြီးတော့ငါ့ကို website တစ်ခုပေးပါဆိုတော့စရေးလိုက်ရုံရပြီအဲ့ကြလို့ရှိရင် तू က implementation plan တွေပေးမယ်ပေါ့နော်ပြီးတော့ဘာ technology သုံးမှလဲပေါ့ तू ကတော့ဘာမှမပေးရင်တော့ तू decide လုပ်ပေးတယ်အဲ့တော့ကိုကပေးမယ်ဆိုလို့ရှိရင်တော့ तू ပေးတဲ့ဟာကိုယူပြီးတော့ decide လုပ်ပေးတယ်ပေါ့နော်သူ့ရဲ့ implementation plan ကိုရောက်သွားပြီဆိုတော့မှကိုကစပြီးတော့အဲ့လိုမျိုးရေးလို့ရတယ်ပေါ့နော် implementation plan ကဒီလိုမျိုးငါးချက်တော့ဒီလိုမျိုး website ဆိုလို့ရှိရင် design ဆိုလို့ရှိရင်လည်း design screenshot တွေပေးတာတို့ဒါမှမဟုတ် color scheme တွေပေးတာတို့အဲ့လိုလုပ်ရတာပေါ့နော်အဲ့လိုလုပ်ပြီးတော့မှ तू က implementation plan ပေးလို့ရှိရင်implementation plan ကိုကိုကဖတ်ပြီးလို့ရှိရင် accept ဖြစ်တယ်ဆိုလို့ရှိရင် continue ပေါ့continue လုပ်လို့ရှိလို့ရှိရင် तू ကwebsite ကိုစပြီးတော့စောက်တယ်ပေါ့နော်ပြီးတော့ तू က move ကအမျိုးမျိုးရှိသေးတယ် agent driven move ရှိတယ်ပေါ့နော်ကိုကဒီလို agent assisted move ရှိတာပေါ့ agent driven ဆိုရင် तू ကလုပ်ရတယ်တင်မလား permission တွေဘာတွေဆိုလို့ရှိရင်တိတ်ပြီးမေးတော့ဘူး तू ကလိုမျိုးဘယ်လိုပြောမလဲ secure ဖြစ်တဲ့ဟာမျိုးဆိုလို့ရှိရင်ဒီတိုင်းပဲလုပ်ရတာပေါ့နော်အရင် NDM မရှိနိုင်ဘူးမှာ deleting လုပ်တာတော့ဘာမှမလုပ်လို့ရှိရင်မေးဘူး तू ကဒီတိုင်းပဲယူပြီးတော့လုပ်ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုကောင်းလဲဆိုတော့ parallel လုပ်လို့ရမယ်ပြင်မြိုင်းလုပ်လို့ရမယ်ပြီးတော့ကိုကိုတိုင်း local လဲဆိုတော့အဲ့လိုမျိုးတည်မလားဘာမှလည်း cost တွေပါမရှိဘူးပေါ့နော် तू က local ပဲကိုယ့်ကိုလုပ်သွားပြီကိုယ့်ကို run နေပါကိုယ့် laptop မှာပဲကိုပေါ့အကောင်းတာမကောင်းတာတစ်ခုကတော့ကိုယ့် laptop ကတိတ်ပြီးတော့ဘာမှမကောင်းနေအဆင်မပြေဘူးပေါ့နော်ပြီးတော့ model တွေကတခြားနိုင်ငံမှာ host ထားတာဥပမာ US တို့ဘာမှ host ထားတာဆိုတော့ internet မရှိလို့ရှိရင်လည်းအဆင်မပြေပြန်ဘူး तू အဲ့လိုမျိုးအဲ့တော့ဟို local development ဆိုပေမဲ့ तू က model တွေကဟို online ယူရဲဆိုတော့ internet ရှိမှအဆင်ပြေတာပေါ့အဲ့တော့ဒါတော့တော်တော်များများတော့အဲ့လိုပါပဲဒီ coding tools တွေတော်တော်များများ internet ရှိမှ तू က model ကယူပြီးတော့တခြားဘယ်လိုပြောမလဲတခြားနိုင်ငံတို့ဒါမှမဟုတ်တခြား server တို့ဒီမှာ internet ကယူပြီးတော့မှလုပ်တာဆိုတော့တချို့ tool တွေတော်တော်များများလည်းအဲ့လိုပါပဲကိုက internet မရှိဘဲနဲ့လုပ်ချင်တယ်ဆိုလို့ရှိရင် local development tools ဆိုပါတော့လုပ်ရတော့เนาะ Jammer 4တို့ဘာတို့အဲ့လိုမျိုး model တွေမှာယူပြီးတော့လုပ်ရမှာပေါ့ဒါကတော့ anti gravity 2.0 ပေါ့เนาะအဲ့တော့ coding ရေးကြမလို့ပဲနဲ့ website တွေလုပ်မယ် mobile app တွေလုပ်မယ်အဲ့လိုမျိုး system design တွေလုပ်မယ်အဲ့လိုမျိုးလုပ်လို့ရှိရင်ကိုဒီမှာရေးမြန်မာလိုရေးလို့ရတယ်မြန်မာလိုရေးလို့ရတယ်အင်္ဂလိပ်လိုရေးလို့ရတယ်အဲ့လိုမျိုးရေးပြီးတော့ request လုပ်ပေါ့အဲ့တော့တချို့လူတွေကြတော့ဥမာဘယ်လိုပြောမလဲ terminal ပဲရှိတာတို့တည်ရမလား terminal ဆိုတာဒီဘယ်လိုပြောမလဲ command prompt ပေါ့နော်အဲ့လိုမျိုးပဲရှိတယ်အဲ့မှာ server မှာလုပ်တဲ့လူတွေဆိုလို့ရှိရင်သူကဒီ desktop application ကို install လုပ်လို့မရတာတို့ဘာလို့ရှိမှာပေါ့နော်အဲ့ကြတော့ alternative ကဘာရှိလဲဆိုတော့ anti gravity CLI ပေါ့ CLI ကျတော့ command line interface tool ပေါ့နော်အဲ့တော့ तू ကဒီ terminal ကပဲရေးရမယ်ဒါပေမဲ့ဒီ text တွေတော်များများပေါ့နော် anti gravity 2.0 နဲ့တိတ်မကွာဘူးပေါ့နော်ကိုအကုန်လုံးလုပ်လို့ရတယ်ဒီ coding တွေရေးချင်တယ်ရတယ် website generation တွေရတယ်ကြည့်မလားကို script တွေရေးချင်တယ်ရတယ်အဲ့လိုမျိုးဟို project တစ်ခုကို bug ရှာပြီးတော့ fix တာတို့ project feature add လုပ်တာတို့အဲ့လိုမျိုးလည်းရတယ်ပေါ့နော်သူ CLI ကကြတော့ဒီ command line interface အဲ့တော့
agent manager တွေပါတယ်လို့မျိုးသူကဟိုဘယ်လိုလဲ graphical design တော့မရှိတော့ဘူးဒါပေမဲ့သူက text design လုပ်နေတယ်ပေါ့နော်အဲ့ CLI tools ပေါ့ CLI 2ကဘာတွေကောင်းလဲဆိုတော့သူ CLI 2ဆိုတော့ကြတော့ command တွေက fix ပေါ့နော်ဥမာGemini CLI new login တို့ဘာလို့ဆိုလို့ရှိရင်သူ login ဒါ fix ဖြစ်တဲ့အတွက်ကြောင့်မလို့တခြားဟို Antigravity 2.0 နဲ့သူကချိတ်ပြီးတော့ CLI လည်းသုံးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်တခြားဟာတွေပေါ့နော် Codex တို့ Claude တို့အဲ့လိုမျိုး platform တွေကလည်းသူ CLI နဲ့ချိတ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဓိက CLI ကဘာ command မှာဘာလုပ်လဲဆိုတာကိုတိတာနဲ့ပေါ့နော်တခြား agent ပေါ့ coding agent platform တို့ဘာလို့ဆိုလို့ရှိရင်တခါတည်းသူကသုံးလို့ရတယ်ပေါ့နော် CLI ကအဲ့တော့ကိုရိုင်းက Antigravity မသုံးနေဘူးဒါပေမဲ့ Antigravity CLI ကိုယူပြီးတော့သုံးမယ်ဆိုလို့ရှိရင်တခြား platform ကလည်းသုံးလို့ရတယ်ပေါ့အဲ့လိုမျိုးရှိတယ်ပြီးတော့နောက်တစ်ခုကျတော့ SDK ပေါ့နော် SDK ကျတော့ဘာကွာလဲဆိုတော့ SDK ကျတော့ Python တို့ဘာလို့ code ထဲမှာကိုက agent ကို spin off လုပ်ချင်တယ်ပေါ့နော်ကိုရိုင်း agent ကိုမတိစောက်ချင်ဘူးဒါပေမဲ့ SDK ကိုပဲတွားပြီးတော့ okay ငါ့ကို agent စောက်ပေးပြီးတော့ဒီ agent ကိုငါ run ချင်တယ်ဒီ agent ကိုငါ pause လုပ်ချင်တယ်ဒီ agent ကိုငါ update လုပ်ချင်တယ်အဲ့လိုမျိုးတွေကြတော့ SDK နဲ့လုပ်ရတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ system ကဥမာ website ဆိုထားပါတော့ website မှာတခု website တစ်ခုလုံးက agentic မဟုတ်ဘဲနဲ့ဒီ feature တစ်ခုလည်း agentic ဖြစ်နေရပေါ့ပြီးတော့ API နဲ့မလုပ်ချင်တာတော့ဘာလို့ဆိုရှင် SDK နဲ့လုပ်လို့ရတာပေါ့နော်အဲ့တော့ SDK ဆိုလို့ရှိရင်ဒီ Antigravity AI ကသူကယူပြီးတော့သူ agent တိစောက်လုပ်မယ်ပြီးတော့ရှင်ကိုလုပ်ချင်တဲ့ task ကိုလုပ်ပေးမယ်လုပ်ပေးပြီးလို့ရှင်ရလာတဲ့ result ကိုရလာတဲ့ result ပေါ့နော်အဲ့တော့ဒီ offering မှာ၄ခုပေါ့နော်သူက desktop app ရှိမယ် CLI ရှိမယ် SDK ရှိမယ်ပြီးတော့ IDE ပေါ့နော် IDE ကတော့ code တွေပါဖတ်ချင်တာတော့ကို project မှာဘာဖြစ်နေလဲတော့ security complication တွေပါ check ချင်တာတော့ဘာဆိုရင် IDE နဲ့ဝင်ပြီးတော့ check လို့ရတယ်ပေါ့နော်အဲ့တော့ဒီက၄ခုက consumer ပေါ့နော်လူတိုင်းသုံးလို့ရတယ်ပေါ့သိရမလားကိုတိုင်း Google account နဲ့ဝင်လိုက်ရုံနဲ့ဟိုသုံးလို့ရနေပြီပေါ့နော်ဒီ၄ခုကဒါပေမဲ့ကိုအတွက်သုံးမှာတော့အားလို့ဆိုရှင် agent platform ကနေသုံးရမှာပေါ့နော် agent platform ကဘာရှိလဲဆိုတော့ 2.0 နဲ့ CLI ပေါ့နော် SDK ကြတော့သူကဒီတိုင်းပဲ project ဆိုတော့ကိုတိုင်းသုံးကျင်လဲသုံးမလုံးကျင်လဲမသုံးလဲပေါ့နော်ဒါပေမဲ့ authentication နဲ့ပတ်သက်တာပေါ့နော်ဥမာ Antigravity 2.0ဆိုလို့ရှိရင်သူက quota ရှိရပါတော့ free ဆိုလို့ရှိရင် free quota ပေါ့ကိုက enterprise user ပေါ့ကိုယ့်ရဲ့ company ကယူနေတယ်သုံးနေတယ်ဆိုလို့ရှိရင် enterprise license ဆိုပြီးရှိပါပေါ့နော်အဲ့တော့ quota တွေပိုများမယ်ကိုသုံးချင်တာတွေပိုများပြီးသုံးလို့ရတယ်ပေါ့နော် CLI နဲ့အတူတူပဲပေါ့ကိုသုံးမယ်ဆိုရင်တော့ Gmail account နဲ့ဝင်တယ်ပေါ့ဒီတော့ကိုယ့်ရဲ့ company နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ company email နဲ့ဝင်တာတို့ကိုယ့်ရဲ့ company Google Cloud project နဲ့ဝင်တာတို့အဲ့လိုမျိုးတွေ support လုပ်တယ်ပေါ့နော်ပြီးတော့ enterprise ကျတော့သူက10 service တက်ရှိရပေါ့နော် GCP ဆိုတော့ Google Cloud platform ရဲ့10 service နဲ့သူကအဲ့လိုမျိုးချိတ်ထားပြီးတော့ consumer ကျတော့သူက Antigravity 10 service ပေါ့နော်တစ်ခုတော့မတူဘူးပေါ့ကိုယ့်ရဲ့ team အတွက်ကိုကဝယ်မယ်ဆိုလို့ရှိရင်ဒါ enterprise version ကိုဝယ်တင်တယ်ပေါ့အဲ့လိုမျိုးပြောတာ and the next ကျတော့ဒီ Antigravity တို့အဲ့လိုမျိုး ADK တို့ဘာတို့ပေါ့နော်အဲ့လိုမျိုး ADK နောက်ပိုင်းကောက်ပါမယ်ဒီဒါကျတော့ကိုတိုင်းက agent လို့လိုချင်တယ်ဒါပေမဲ့ agent ဘယ်လိုစောက်မလဲမ view မဆိုင်ဘူးပေါ့နော်ငါလိုချင်တဲ့ agent ကဥမာ research agent ပေါ့နော်ငါ topic တစ်ခုကို research လုပ်ချင်တယ်အဲ့ဒါမျိုးကြလို့ရှိရင်ပြီးတော့ဒီ agent ကိုဘယ်မှာ host မလဲမစဉ်းစားချင်ဘူးဘယ်လိုမျိုးစောက်တယ်လဲမစဉ်းစားချင်ဘူးလိုချင်တာကဒီ end goal ပဲလိုချင်တာပေါ့နော်အဲ့တော့ဒီ manage agent API ကသူက reasoning in like agent ကိုသူကစပြီးတော့စောက်ပေးတယ်ပေါ့နော်ကိုတိုင်းကငါလိုချင်တာက coding agent လိုချင်တယ်အဲ့တော့ agent မှာ loop ဘယ်နှခုရှိမလဲတို့ step ဘယ်နှခုရှိမလဲတို့ instruction ကဘာလဲတို့အဲ့လိုမျိုးတွေကိုတိတ်ပြီးတော့ view မဆိုင်ပဲနဲ့ကိုလိုချင်တဲ့ agent ကိုပြောလိုက်ပြီးတော့ရှိရင်ဒီ Gemini 3.5 Flash ကနေပြီးတော့သူကအဲ့လိုမျိုး vibe coding တော့ပြောမှစင်တာ vibe coding လို့မျိုးပဲ agent တွေကို vibe code ပြီးတော့ Google infrastructure မှာသူက host ပေးတယ် host ပေးပြီးတော့ရှိရင်ဒီ agent ရဲ့ idea ဘာလဲ instruction ကဘာလဲဒီဘာ tools တွေရှိမလဲအဲ့လိုမျိုးဘာ key instruction တွေရှိမလဲအဲ့လိုမျိုးရှိပြီးတော့သူကအဲ့ဒါကို JSON format နဲ့ပြန်ပေးတယ်ပေါ့နော်အဲ့တော့ဒီကလို့ကိုက agent ကိုစောက်လိုက်ပြီဆိုတာနဲ့ဒီ agent control manager နေပဲသူကဒီမှာပေးရပါတော့ idea ဘယ်လောက်လဲ base agent ဆိုတာ model ပေါ့နော်ဘာ model ကိုယူထားတာလဲပေါ့ပြီးတော့ description ကဘာလဲ system instruction ကဘာလဲဘာ tools တွေရမလဲပြီးတော့ base environment ကဘာလဲပေါ့ remote လား local လားပြီးတော့ source ကအဲ့လိုမျိုးဘယ်လိုပြောမလဲဘယ်လိုမျိုးပြောမလဲ data source တွေ available ဖြစ်လဲပေါ့ဒီ agent အတွက်တချို့ကကြတော့ grounding လို့ဘာလို့လုပ်ဖို့လိုတာပေါ့နော်ပြီးတော့
ဘာ network တွေ access ဖြစ်လဲပေါ့နော်ဒီလိုမျိုးဟာတွေကဒါ agent platform ကနေဖြစ်တဲ့ကြောင့်ဒါ enterprise version ဖြစ်သွားတာပေါ့နော် enterprise version ကြတော့သူကအဲ့လိုမျိုးကိုယ်တိုင်က network မှာဒီ cluster မှာဆိုလို့ရှိရင်ဒီ cluster ရဲ့ network accessible ဖြစ်တယ်ပေါ့အဲ့လိုမျိုးပေါ့ကိုကဒီ agent ကိုလူတွေအကုန်လုံးစီမှာမပြောချင်ဘူးဆိုလို့ရှိရင်ဒီဟိုပဲပေါ့နော်ကိုယ်တိုင်ဒီဟို resource နဲ့ပဲလုပ်ထားရတယ်ပေါ့နော်ပြီးတော့ဒီ harness ဆိုတာလည်းနောက်ပိုင်းကျကာဝပေးပါပေါ့နော်ဒီဟာတခုကကြတော့ဘာကောင်းလဲဆိုတော့ तू က secure sandbox ပေါ့နော်ဘာမှအဲ့လောက်ကြီးဟိုမဖြစ်ပဲနဲ့ sandbox မှာပဲ तू က develop လုပ်ထားတာပေါ့နော်ကိုယ်တိုင်ကတိတ်ပြီးတော့နောက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ तू စဉ်းစားကြမလို့ဘူးဒီတိုင်းပဲငါလိုချင်တဲ့ agent ကဒါငါ့ကိုဒါပေးပါဆိုလို့ရှိရင် तू ပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီ API ကတော့ manage API လုပ်ပြီးတော့ agent တစ်ခုတည်ဆောက်မယ်ပြီးလို့ရှိရင်အဲ့ agent ဆောက်ပြီးသွားလို့ရှိရင်အဲ့ agent ကိုထောက်လုပ်ချင်တယ် confirm လုပ်ချင်တယ်ဥမာ update လုပ်ချင်တယ်ဆိုလို့ရှိရင် interaction API နဲ့လုပ်ရတာပေါ့နော်သူအဲ့လို API နှစ်ခုပေးထားတယ်ပေါ့ပြီးတော့ကိုကဘာမှမမြင်ရဘူးပေါ့နော်ဒီဘယ်မှာ deploy လုပ်ထားလဲလည်းမမြင်ရဘူးဘာတွေဘယ်လိုလုပ်ထားလဲမမြင်ရဘူးကိုလုပ်ချင်တာကဒီ agent ဆောက်မယ် agent ကိုပြောမယ် result ပေးရမယ်ဒါပဲသူအဲ့လိုမျိုးဒါကတော့ဒါ manage agent ပေါ့နော်သူများကိုယ့် agent ကိုလုံး manage လုပ်ပေးထားတယ်ပေါ့အဲ့တော့အခုလိုမျိုး agent တွေကို manage လုပ်ဖို့တော့ဘာလို့ဆိုလို့ရှိရင်အဓိကလိုတာကတော့ model ပေါ့နော်ဒီ model ကဒီ 3.5 series ကသူက frontier model မို့လို့ဒီလိုမျိုး new topic တွေပေါ့လောက်နိုင်တာပေါ့နော်မြင်ရလားဟယ်လိုဟုတ်မြင်ရပါတယ်မြင်နော်ဟုတ်ကြားပါတယ် okay ပျောက်သွားလို့ခုနအဖြစ်သွားမသိGemini 3.5 မှာအဲ့လိုမျိုးပေါ့နော်သူက high speed engine လည်းဖြစ်တယ်ပြီးတော့သူ agentic task နဲ့ agents first coding features တွေကို add လိုက်တဲ့အတွက်ကြောင့်မလို့ဒီ 3.5 flash ရဲ့3.5 series model တွေပေါ့နော်သူကိုယ်တိုင်ကလည်း agentic capability ရှိတယ်ပြီးတော့တခြား agent တွေလည်းသူစပြီးတော့ spawn လုပ်လို့ရတယ်ပေါ့နော်သိရမလားဒီတိုင်းပဲကိုပေးတဲ့ task ကိုပဲသူကလုပ်တာမဟုတ်တော့ဘဲနဲ့ကိုပေးတဲ့ task ကိုသူမလုပ်နိုင်လို့ရှိလို့ရှိရင်တခြား agent တွေကိုလည်းသူလုပ်ပေးပြီးတော့ရအောင်လုပ်ပေးသွားတယ်ပေါ့နော်ပြောချင်တာသိရမလားသူရဲ့ agent capability ကအဲ့လောက်ဒီမကောင်းလို့ရှိရင်ပိုကောင်းတဲ့ agent ကိုသူထုတ်ပေးပြီးတော့လုပ်သွားတယ်ပေါ့နော်ပြောချင်တာအဲ့လိုမျိုးပေါ့သူရဲ့ task oriented လိုမျိုးဖြစ်သွားတာနော်သူ agent task ပေါ့နော် agent task နဲ့ agent first coding ဖြစ်သွားတယ်အဲ့တော့သူကဘယ်လိုမျိုးလဲဆိုတော့ဒီညာဘက်မှာကြည့်လို့ရှိရင် prompt ရဲ့ function definition ကိုကြည့်မယ်ပြီးတော့သူကဒီ response ကို decide လုပ်တဲ့အပြင်ကိုဒီ response က final answer ပေးတဲ့အပြင်ကိုသူကနောက်ထပ်ပြီးတော့တစ်ခေါက်ထပ်ပြီးတော့နော် result ပေါ့နော်ဒီ results ကဟုတ်လားမဟုတ်လားဆိုတာတေချာကြည့်ပြီးတော့ထပ်ပြီးတော့နောက်တစ်ခုထပ်ပြီးတော့ပေးနိုင်တယ်ပေါ့နော်ပြောချင်တာသူကဒီတစ်ခုမင်းတစ်ခုဖြေတာပဲမဟုတ်တော့ဘဲနဲ့တခြားဟိုပါပေါ့ဖြေပြီးသားကိုလည်းသူက final answer ထပ်ပြီးတော့ပေးနိုင်တယ်ပေါ့နော်ဒီanswer လိုမျိုးဒါပေမဲ့အဲ့ answer နဲ့ကိုယ့်ရဲ့ question နဲ့အဆင်ပြေလို့ရှိလို့ရှိရင်တစ်ခါထပ်ပြီးတော့ယူမယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်အဲ့တော့ benchmark တွေကြည့်မယ်ဆိုလို့ရှိရင်ဒါတော့နည်းနည်း outdated ဖြစ်သွားပြီးတော့ထင်ပါတယ်ဒါပေမဲ့ benchmark တော်တော်များများဒီ Gemini 3.5 flash က 3.1 pro ထက်တောင်မှသူကနည်းနည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်တခြား benchmark တွေနဲ့စာလို့ရှိလို့ရှိရင်အဲ့တော့ 3.5 flash ကဟို cheaper ဖြစ်တယ်ပြီးတော့နည်းနည်းပိုမြန်တယ် pro ထက်စာရင်ပြီးတော့အခုဆိုလို့ရှိရင်ဒီ 3.1 နဲ့ရှင်းမယ်ဆိုလို့ရှိရင် 3.5 ကနည်းနည်းပိုကောင်းတယ်ပေါ့နော်ဒါမျိုးတွေကတော့အများတန်းဖြစ်မှာပဲဘာလို့လဲဆိုတော့ model version များလာလေဒီ capability ကပို့ပြီးတော့ strong ဖြစ်လာလေ point တွေကပို့ပြီးတော့တက်လာလေပေါ့နော် Gemini မှမဟုတ်ဘူးတခြား model တွေတခြား company တွေထုတ်တဲ့ဟာတွေလည်းသူတို့ကအဲ့လိုမျိုး compare လုပ်မှာပဲလေဒီလားအဲ့မလားဒီလိုမျိုး percentage တွေတခြားဆိုလို့ရှိရင်လား87နဲ့78နဲ့83နဲ့အဲ့လောက်ထိတိတ်မကွာဘူးဒါပေမဲ့ဟို capability overall ကြတော့အရန်ကွာသွားတယ်ပေါ့နော်သူအဲ့လိုမျိုးတော့ရှိတယ်ဒီ slide ကဘာပြောချင်တာလဲဆိုတော့ဥမာကိုက agent ကိုစိတ်ဝင်စားတယ် agent တွေကိုစပြီးတော့လုတ်တော့မယ်ပေါ့နော်အဲ့လိုမျိုး topic တွေ view site မယ်ဆိုလို့ဘာညာဆိုလို့ရှိရင်နံပါတ်1က model ပေါ့နော်ဘာလို့လဲဆိုတော့ large language model လို့တော့ပေါ့ model ကဘာကွာလဲဆိုတော့ဒီ model မှာကိုယ့်ရဲ့ features တွေပေါ့နော် reasoning တွေရှိမလား foundation model မှာ reasoning engine တွေရှိမလား knowledge တွေကဘာတွေလဲပေါ့အဲ့လိုမျိုးရှိပြီးတော့ဒီ model တော်တော်များများကဘာဖြစ်လဲဆိုတော့ဒီ big company တွေကသူက model ကိုလုပ်မှာပဲတိလား Google တို့ဟို OpenAI တို့ Anthropic တို့သူက model တော့လုပ်မှာပဲအဲ့တော့ကိုမှာ resources တွေရှိမယ်ပေါ့နော်ကိုယ့်ရဲ့project တွေ country တွေက resources ရှိတယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင် model ဝင်စောက်လို့ရတယ်ပေါ့နော်ပြောချင်တာ
ကိုမှလည်း knowledge ရှိမယ် resources ရှိမယ်ဆိုရင် model ဆောက်လို့ရတယ်ဒါပေမဲ့ကိုမှဘာမှသိမရှိနေဘူးသိမလားသူများနဲ့ compete လုပ်ဖို့ကြအဲ့လောက်ကြီးမလွယ်နေဘူးဆိုလို့ရှိရင်ကိုယ့် agent က model နဲ့ harness နဲ့ပေါင်းထားတာဆိုတော့ harness ကျတော့ anything ဒီ model နဲ့ model outside ပေါ့နော်ဒီမှာ model ကိုဘယ်လိုပြောမလဲtools တွေပေးတာတို့ဘယ်လိုပြောလဲ function တွေပေးတာတို့ context တွေပေးတာတို့ memory တွေပေးတယ်တို့ state control လုပ်တယ်တို့ guard rate ထားတယ်တို့အဲ့လိုမျိုးလုပ်တော့မှကိုယ့်ရဲ့ဘယ်လိုပြောမလဲ influence ပေါ့နော်ဒီ agent ကိုကိုယ့်ရဲ့ agent နဲ့သူများ agent တွေက Gemini 3.5 model တွေပဲသုံးနေတယ်ဒါပေမဲ့ကိုယ့် agent ကိုပိုကောင်းအောင်လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုက harness မှာပို့ပြီးတော့ကောင်းလို့ရှိလို့ရှိရင်သူက agent ကပိုကောင်းလာမယ်ပေါ့နော်ပြောချင်တာအဲ့တော့လူတွေအကုန်လုံးကဒီ model ပဲသုံးပေမဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့ agent ကိုပိုကောင်းချင်လို့ရှိရင်ကို harness ဘက်ကိုပို့ပြီးတော့ focus လုပ်ရတာပေါ့နော် harness ကို focus လုပ်တော့မှကိုယ့်ရဲ့ overall ပေါ့နော် model plus harness ဆိုတော့ agent ဖြစ်တယ်ဆိုတော့ harness ကပို့ပြီးတော့များလေကိုယ့်ရဲ့ agent ကပို့ပြီးတော့ကောင်းလေပေါ့နော်အဲ့ကြတော့ကိုကဘာတွေလုပ်ရမလဲဆိုတော့ဘယ်လိုမျိုး tools တွေလုပ်မလဲဘယ်လိုမျိုး context တွေလုပ်မလဲဘယ်လိုမျိုး state တွေလုပ်မလဲဘယ်လို memory လုပ်မလဲဘယ်လို safeguard raise ဆိုဘာလို့ဘယ်လိုလုပ်မလဲပေါ့အဲ့လိုမျိုးတွေလုပ်ရတယ်ပေါ့နော်အဲ့ကြတော့မှကိုယ့်ရဲ့ agent ကပို့ပြီးတော့ကောင်းလာတယ်ပေါ့တစ်ခေါက်နဲ့အဲ့တော့ကိုက agentic back ကိုတွားခြင်းတယ်ဆိုလို့ရှိရင်ဒီ harness ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုအရင်လေ့လာပေါ့နော်ဒီ model ကို building လုပ်တဲ့ဥမာကွာ fine tuning တို့ဘာတို့ကိုတိတ်ပြီးတော့မလေ့လာပဲနဲ့ harness ဘက်ကိုအရင်လေ့လာပြီးတော့ harness ဘက်ကိုတိသွားပြီဆိုတော့မှ okay harness ကလည်းငါတိတ်ပြီးတော့ improve လုပ်လို့မရတော့ဘူးဆိုမှ model ကို improve လုပ်တာပို့ပြီးတော့ကောင်းတယ်ဘာလို့ဆိုတော့ model က6လတစ်ခါတို့3လတစ်ခါတို့4လတစ်ခါတို့တခြား company တွေကလည်းသူက model တွေ release လုပ်မှာပဲအဲ့တော့ကိုကအဲ့လောက်ကြီးမြန်မလုပ်နိုင်လို့ရှိရင် model ကို focus လုပ်လို့ရှိရင်အလကားပဲဟုတ်တယ်မလားအဲ့တော့ကို focus လုပ်တင်တာက harness ပေါ့နော်ဒီ harness မှာမှဘယ်လိုမျိုး tools တွေကိုငါ tools တွေကိုမြန်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးdata တွေဆိုလို့ရှိရင်လည်း retrieval လုပ်တာဆိုလို့ရှိရင်ပို့ပြီးတော့ hit rate များအောင်ဘယ်လိုလုပ်မလဲပေါ့ပြီးတော့ memory ဆိုလို့ရှိရင်လည်းဘယ်လိုမျိုး store လုပ်မလဲမမြင်ရမမေ့ဝါအောင်ဒီ long running memory ဆိုဘာလို့ဘယ်လိုလုပ်မလဲပေါ့ပြီးတော့ငါရဲ့ဒီ agent ကိုလိုမျိုးသူများတွေ hack လုပ်လို့မရအောင်လို့ safety guard rate တွေဘယ်လိုထားမလဲအဲ့လိုမျိုးတွေကိုလေ့လာပြီးတော့မှကိုကလုံးဝ max out ဖြစ်သွားတယ်ပေါ့နော်လုံးဝရသွားပြီဆိုတော့မှ model ဘက်ကိုသွားတာပိုကောင်းတယ်ပေါ့နော်ဒီကလို့ကိုနိုင်ကမှာ PhD ရှိတယ်တို့အဲ့လိုမျိုး model training တို့ဘာလို့ဘက်ကအရန်စိတ်ဝင်စားဆိုရင်တော့ model training တို့ဘာလို့သွားပေါ့နော်ဒါပေမဲ့အလုပ်တော်တော်များများတော့ဒီ harness ဘက်ကိုသူကပို့ပြီးတော့ခန့်မှာများတယ်ပေါ့နော်အဲ့တော့ harness engineering တို့ဘာလို့ဆိုလို့ရှိရင်သူကဘယ်လိုလုပ်လဲဆိုတော့ဒီ ADK agent တို့ဘာလို့ပေါ့နော်သူကဒီ project တွေပေါ့ project အမို့လဲသူက framework တွေပေါ့နော် framework တွေကိုသုံးပြီးတော့သူက architect လုပ်တယ်ပေါ့ဥပမာကိုကဒီ ADK ဆိုလို့ရှိရင်ဒါ open source agent framework ပေါ့နော်ဘာလို့ရလဲဆိုတော့ तू ကဒီ AI agent တွေကို तू ကအစနေပြီးတော့လုံးဝ scratch ကနေပြီးတော့စပြီးတော့စောက်လို့ရတယ်ပေါ့သူ့ရဲ့ code တွေနဲ့သူ့ရဲ့ provided data တွေနဲ့ဘာညာပေါ့အဲ့လိုမျိုးလုပ်ပြီးတော့ तू infrastructure တော့လည်း flexible ပေါ့နော် Google ကထုတ်တယ်ဆိုပေမဲ့တခြား company infrastructure တွေနဲ့လည်း तू ကလုပ်လို့ရတယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်ပြီးတော့ဒီ deployment ဆိုလို့ရှိရင်လည်း Google ထုတ်တာမဟုတ်လို့ Google Tools တွေနဲ့ तू ကdeploy လို့ရှိရင်အဆင်ပြေတယ်ပေါ့နော် agentic platform တို့Gemini Enterprise တို့ Cloud Run ဆိုတော့ तू built in တခါတည်းဟို deploy လုပ်ဖို့အတွက်ကို तू တခါတည်းလုပ်ပြီးသားပေါ့နော်အဲ့တော့ဒါကြတော့ဘယ်လိုမျိုးကောင်းလဲဆိုတော့ကိုတိုင်ကစပြီးတော့ code first ပေါ့နော်ကိုစပြီးတော့အစအဆုံးကိုကိုတိုင် control လုပ်ချင်တယ် session တွေကို manage လုပ်ချင်တယ် run တွေကို manage လုပ်ချင်တယ်တည်ရမလားကို infrastructure orchestration တွေလည်း manage လုပ်ချင်တယ်အကုန်လုံးစအဆုံးလုပ်ချင်တယ်ဆိုရင် ADK 2.0 နဲ့စတယ်ပေါ့နော်ဒါလို့ကိုက ADK နဲ့တော့ကြည့်မလုပ်ချင်ဘူးဒါပေမဲ့ဒီဘယ်လိုပြောမလဲနည်းနည်းတော့ code control နဲ့လုပ်ချင်တယ်ပေါ့နော်အဲ့ဒီမှာကြာလို့ရှိရင်သူက agent CLI ဆိုတက်ရှိသေးတယ် agent CLI ကသူက command line tools ဒါပေမဲ့ဒီ command lines 2ကကိုမှာ deploy လုပ်လို့မယ်တော့ agent CLI create လုပ်လို့မယ်ဆိုလို့ရှိရင်ဒီဟာကသူက production grade ADK agent တွေထုတ်ပေးရပါတော့ဒီ CLI tools နဲ့ပဲ command တွေကို invoke လုပ်လို့ရှိလို့ရှိရင်ဒီ CLI tool ကနေပြီးတော့ ADK code တွေရေးပေးတယ်ပေါ့နော်ပြောချင်တာလို့ template တွေရေးပေးတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ code တွေကိုသူကရေးပေးတယ် CLI tools ကဘာကောင်းလဲဆိုတော့သူက command line 2ဖြစ်တဲ့အတွက်ကြောင့်မလို့သူ Linux system လို့ဘာလို့ဆိုလို့ရှိရင်သူကတစ်ခါတည်း install လုပ်လို့ရတယ်ကြည့်မလားနံပါတ်1က graphic UI မလိုဘူးသူကဒီတိုင်းပဲဟို terminal မှာပဲနေတာမဟုတ်လို့ terminal ရှိတဲ့ system တိုင်းကိုသူ install လုပ်ပြီးတော့ ADK agent တွေလုပ်လို့ရမယ်ပြီးတော့ deployment လုပ်လို့ရမယ်ပြီးတော့ evaluation deployment တို့
အဲ့လိုမျိုး skills ဆိုဘာလို့လဲသူက install လုပ်လို့ရတယ်ဆိုတော့ဟိုနည်းတော့အဆင်ပိုပြေတာပေါ့နော်ကိုယ့်ကိုကုတ်တွေစရေးမဲ့အစား agent CLI မျိုးကိုယူပြီးတော့ ACLI ကနေပြီးတော့သူကတစ်ခုနဲ့အဲ့လိုမျိုးပေါ့နော်ငါဥမာ researcher agent လိုချင်တယ်ဆို agent CLI ပြောလို့ရှိရင် agent CLI ကဒီ command ကိုယူပြီးတော့ run ပေးမယ်ရလို့ရှိရင်ရတဲ့ code တွေကိုကိုက review လုပ်ပေါ့အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ code တွေကျတော့ ADK code တွေရမှာပေါ့အဲ့လိုမျိုးဒါတော့ agent CLI ပေါ့နော်တချို့လူတွေကတော့ကိုယ်တိုင်ရေးရတဲ့ code ကြိုက်တယ်တချို့လူကြတော့လည်းဒီလိုမျိုး CLI နဲ့CLI နဲ့သူက execute လုပ်ပြီးတော့ရလာတဲ့ code တွေကို review ပြီးတော့မှ edit လုပ်ရတာကြိုက်တယ်ပေါ့နော်ကိုယ်တိုင်ကြိုက်တဲ့ဟာကိုရွေးရတာပေါ့နံပါတ်1ကဒီမှာကျတော့ဘယ်လိုမျိုး engineer လဲပေါ့နော်ကိုယ်တိုင်က everyday engineer ပေါ့everyday engineer ဆိုတာက website လည်းလုပ်ချင်လုပ်နေမယ် mobile လုပ်ချင်လုပ်နေမယ် desktop လုပ်ချင်လုပ်နေမယ်ကိုက deployment လုပ်ချင်လုပ်နေမယ်ပေါ့နော်ကိုမှရှိတာကတော့ legacy code တွေရှိမယ် unit station ကိုယ်တိုင် PR လာတယ်လို့ဆိုလို့ရှိရင်တော့ဒီဟာ Antigravity IDE တို့ Antigravity CLI တို့ဘာလို့ကောင်းတယ်ပေါ့နော်အဲ့တော့ကိုကဘာလုပ်ရမလဲဆိုတော့ just ကိုလုပ်တဲ့အလုပ်ကိုပဲဒါပေမဲ့ AI နဲ့ကိုကနည်းနည်းပို့ပြီးတော့ကူပြီးတော့ bug တွေရှာတာတို့ code တွေ clean လုပ်တာတို့အဲဒီမှာ renaming တို့ unit test လုပ်တာတို့ဘာလို့ရတာ everyday engineer လို့ platform engineer ကျတော့ तू ကဒီဟာကိုယ်တိုင်က platform တွေလုပ်နေတာပေါ့နော်ဥမာ Antigravity 3.0 လုပ်နေတယ်ဆိုလို့ရှိရင်ဒါ platform engineer ပေါ့ तू က platform ကိုယ်တိုင် platform တွေကိုလုပ်ပြီးသူများတွေသုံးအောင်လို့ကိုကလုပ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ platform က agentic ဖြစ်ရမယ်ပေါ့အဲ့ကြလို့ရှိရင်ဘယ်လိုမျိုးလုပ်လဲ CLI tools တွေရှိမယ်ပြီးတော့ तू ကအဲ့လိုမျိုး internet script တွေကိုဟို secure ဖြစ်အောင်လို့ ADK တို့ဘာလို့ ਨੇ လုပ်ပေးပြီးတော့မှ तू ကအဲ့လို governance တွေရှိမယ်safety တွေရှိမယ်ပြီးတော့ဒီဟာတွေကို share မယ်ပေါ့နော် platform မှာတခြား team တွေနဲ့ share မယ်လို့ပါတော့ပေါ့အဲ့လိုမျိုးတော့ရှိတယ်ဒါမှမဟုတ်ကိုက agent တွေပဲလုပ်တာပေါ့ဒီလိုမျိုး platform က तू က agent တွေကိုသုံးပြီးတော့လုပ်တာပေါ့နော်ဒီ agent developer ကျတော့ तू ကလုံးဝကိုminimal ပေါ့နော်တည်ရမှာလုံးဝ low level ကိုသွားပြီးတော့ agent တွေ develop လုပ်မယ်အစအဆုံးပေါ့နော် custom agent တွေလုပ်မယ်ပြီးတော့ဘယ်လိုပြောမလဲ read code reader တို့ verification တို့အဲ့လိုမျိုး revision တို့အဲ့လိုမျိုးလုပ်တာဆိုတာ agent developer ပေါ့အဲ့တော့ဒီကိုယ့်ရဲ့ persona ကဘယ်လိုမျိုးလဲပေါ့မှာမူတည်ပါနော်ကိုက agent တွေလည်းမလုပ်နေဘူး AI လည်းမလုပ်နေဘူးဆိုရင်ဒါ everyday engineer ပေါ့ကိုကတော့ AI တွေလုပ်နေတယ်ဒါပေမဲ့ AI agent တွေလုပ်နေတာမဟုတ်ဘဲနဲ့ကိုကသူများတွေသုံးဖို့အတွက်လုပ်ပေးတာဆိုလို့ရှိရင်ဒါ platform ပေါ့ကိုက agent developer ကျတော့ကိုယ်တိုင်က AI နေ agent တွေ create လုပ်နေတာပေါ့နော်အဲ့လိုမျိုးတော့ agent developer ပေါ့ကိုယ့်ရဲ့ persona ကဘယ်လိုမျိုးလဲဆိုတာ map လုပ်ပြီးတော့ဘယ်လိုမျိုး tools တွေကကိုယ့်အတွက်အရေးပါလဲဆိုကိုကြည့်ပြီးတော့အဲ့လိုမျိုးသုံးရတာပေါ့နော် one size fit all တော့မရှိဘူးပေါ့နော်တချို့လူတွေကတော့ကုတ်ရေးရကြိုက်တယ်တချို့လူတွေက CLI မှာလုံးဝကြိုက်တယ်တချို့လူတွေကြောက်လဲကုတ်လုံးဝမရေးချင်ဘူးအဲ့လိုမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ choice for AI development ကလောလောဆယ်တော့အရန်များတယ်ပေါ့နော်အခုဒီမှာကြည့်ရင်တော့6ခုတောင်ရှိရပေါ့နော်ကိုယ်က code first လုပ်ချင်လို့ရှိရင် agent development လုပ်ရတယ်ကုတ်မရေးချင်ဘူး command line နဲ့ execution လုပ်ဆိုရင် ACLI ရှိတယ်ကိုကကုတ်တွေမရေးချင်ဘူးလို့ပြောလို့ရှိရင် agent studio ဆိုတာရှိတယ် agent studio ကျတော့သူကအဲ့လိုမျိုး drag and drop kind of tools ပေါ့နော် drag and drop ရမယ်ကိုဟို agent လုပ်ချင်လို့ရှိရင်ဟို plus sign သွားနေပြီးတော့ရလာတယ်ပေါ့နော်အဲ့လိုမျိုး agent တွေလည်းရှိတယ်ပေါ့ပြီးတော့ agent ကိုဘယ်လို build တာလဲမစဉ်းစားနိုင်ဘူးဘယ်လိုမစဉ်းစားချင်ဘူးဘယ်လိုမျိုး deploy လုပ်မှလည်းမစဉ်းစားချင်ဘူးဆိုလို့ရှိရင် manage agent API လို့အဲ့လိုလုပ်ရတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး spectrum တစ်ခုမှာပေါ့နော်ကိုကြိုက်တဲ့ဟာကိုစပေါ့ပြီးတော့မှတောက်မှာကိုလိုချင်လို့ရှိရင်ဥမာ agent CLI နဲ့လုပ်တယ် agent ကောင်းတယ်ရဆိုရှင်းပြတယ် agent ကကိုက memory context တွေ change နေတယ်တို့ orchestration layer တွေ change နေတယ်တို့အဲ့ဆိုလို့ရှိရင်တော့ agent development kit ကိုလေ့လာပြီးတော့မှကိုယ့်ရဲ့ code ကိုသွားပြီးဖတ်တာတို့ဘာလို့လုပ်လို့ရမှာပေါ့နော်တချို့လူတွေကျတော့ agent studio မှာထားတယ်ပြီးတော့ agent studio မှာလုပ်ပြီးတော့မှတကယ် customize လုပ်ချင်တယ်ဆိုလို့ရှိရင်အဲ့လို Antigravity 2.0 ကိုသွားမေးတယ်ပေါ့ agent studio မှာဒါလုပ်ချင်တယ်ဘယ်လိုလုပ်လို့ရလဲအဲ့လိုမျိုးတွေမေးပြီးတော့သွားပြီးတော့ edit လုပ်တာလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့လို tools တွေတစ်ခုနဲ့တစ်ခုကိုသူက silo မဟုတ်ဘဲနဲ့တစ်ခုနဲ့တစ်ခုကိုတွဲပြီးတော့သုံးတာပိုကောင်းတယ်ပေါ့နော်ဥပမာ Antigravity 2.0 နဲ့ agent CLI နဲ့ကိုပေါင်းပြီးတော့ ADK code တွေ generate လုပ်တာတို့အဲ့လိုမျိုးလုပ်တာပေါ့နော်အဲ့တော့တစ်ခုနဲ့တစ်ခုကိုလည်းကိုကဘယ်လိုပြောမလဲဒါငါဆိုဒါပဲသုံးနေရမဟုတ်ဘဲနဲ့ဟိုဒီဟာသုံးလိုက်ဟိုကသုံးလိုက်ဟိုကနေပေါင်းသုံးလိုက်အဲ့လိုမျိုးတွေလုပ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော် development မှာကိုကအဓိကဒီ tools ကဘာလုပ်နိုင်လဲဆိုတာကိုသိလို့ရှိရင်ကိုတိုင်ကအဲ့လိုမျိုးဘယ် tools တွေ use ပြီးတော့ဘာတွေဘယ်လိုလုပ်အောင်လဲဆိုတာသိလာတယ်ပေါ့နော်အဲ့တော့ recommendation ကတော့ဒီ tools တွေရှိတဲ့ဟာကိုတွားပြီးတော့ explore လုပ်ကြည့်ပါနော်ဒီ tools ကဘာလုပ်နိုင်လဲဒီ product ကဘာလုပ်နိုင်လဲအဲ့လိုမျိုးတွေသိတော့မှာပဲငါလိုချင်တာဘာလဲဒါတွေနဲ့ဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးသိလာမှာပေါ့နော်အဲ့တော့code တွေကတော့ရေးတယ်ပေါ့နော်ဟို push ရလဲ push လုပ်တယ်ပြီးတော့ဟိုလဲ code review တွေလည်းလုပ်ရတယ်ဒါပေမဲ့code မှာ AI ကအဲ့လိုမျိုး
vulnerability တွေ push လုပ်လိုက်လား secret တွေပါသွားလားအဲ့မျိုးကြတော့မသိဘူးเนาะမသိတော့ Google ကဘာထုတ်လိုက်လဲဆိုတော့ Commander ဆိုပြီးတော့ AI agent ပေါ့နော်သူကဘာလုပ်လဲဆိုတော့ဒီ code က push လုပ်လို့ရှိရင်အဲ့ code ထဲမှာအဲ့လိုမျိုးဟို security ရှိလားအဲ့လိုမျိုး identity တွေ export ဖြစ်လား secret တွေ export ဖြစ်လားပြီးတော့ဘယ်လိုပြောလဲဒီ deployment မှာဆိုလို့ရှိရင်ဒီ banner ကိုအဆင်ပြေလား guardrail တွေထားရလားကြည့်မလားဒီလိုမျိုးဟိုဘယ် tools တွေကဘယ်တခြားဥမာ expose ဖြစ်နေလားလို့ vulnerability ဖြစ်နေလားအဲ့လိုမျိုးတွေ check လုပ်ပေးတယ်ပေါ့နော်ဒါကတော့ security ဘာမှမတူကိုယ့်ရဲ့ကိုယ်ရလည်းဘာတခြားမထားဘူးအဲ့လိုမျိုးတည်ရမလားကိုယ့်ရလည်း hardware ဖြစ်နေဘူးဒါဆိုလို့ရှိရင်ဒါ Commander ပို့ပြီးတော့သုံးလို့အဆင်ပြေပေါ့နော်သုံးလိုက်တာနဲ့ okay ဒီမှာဒါတွေရှိတယ်ပေါ့နော်ဒီဟာတွေ fix လုပ်ရမယ်ဆိုရှင်အနည်းဆုံးတော့ဟိုတယောက်ကကိုယ် check ပေးတဲ့ပုံစံလေးမျိုးဖြစ်သွားတာပေါ့နော် Commander ကြတော့အဲ့လိုမျိုးကလည်းသူကနည်းနည်းအခုနောက်ပိုင်းလိုလာတယ်ပေါ့နော်ဘာလို့ဆို AI တွေကပဲရေးနေတဲ့ code တွေဆိုတော့ပြီးတော့တချို့ code တွေက outdated ဖြစ်တာတော့ဘာလို့ဖြစ်တယ်ဆိုတော့ကြတော့ဒီ Commander ပို့ပြီးတော့ရေးပါလာတယ်ပေါ့နော်အခုနောက်ပိုင်းဒါမျိုးကြတော့ဒီနောက်ပိုင်းကျတော့သူကဒါဘယ်လိုပြောမလဲဟို free for all use ရတဲ့ဟာမျိုးပေါ့နော်ကိုယ်တိုင်ဥမာ design လုပ်ချင်တယ်ကိုယ်မှာ idea လေးရှိတယ် website လုပ်ချင်တယ် mobile လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုယ်တိုင် design လုပ်လို့ရတယ်ပေါ့နော် stitch ပေါ့နော် stitch ကကြတော့သူကဒီကိုယ့်ရဲ့ design idea လို့ပြတာနဲ့သူကစပြီးအဲ့လိုမျိုး brainstorm လုပ်တယ်ပေါ့နော်ဒီဘယ်လိုပြော idea မှာသူကဒီ color scheme idea တို့ဟိုမှာကိုယ့်ရဲ့ပြောမလဲ design flow idea တို့ဘာလို့သူက UI နဲ့လုပ်ပေးတယ်ပေါ့နော် stitch ပေါ့နော် stitch.google.com ဆိုလို့ရှိရင်ဒီ website တွေကိုသူကအဲ့လိုမျိုး design လုပ်ပေးရမှာเนาะပြောချင်တာကိုလိုချင်တာကိုရေးလို့ရှိရင်သူကအဲ့လိုမျိုး design လုပ်ပေးတယ်ကိုဒီကိုလိုချင်တဲ့ဟာကိုမကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာ selection လုပ်ပေးပြီးတော့လည်း change လို့ရတယ်ပေါ့เนาะပြောချင်တာသူကအဲ့လိုမျိုးဒီ real time design ဖြစ်သွားတယ်ပေါ့เนาะခုနောက်ပိုင်း AI အနေနဲ့သုံးပြီးတော့ design လုပ်တယ်ပေါ့ပြောချင်တာနောက်တစ်ခုကျတော့ဒီ AI Studio ပေါ့နော် Google AI Studio vibe coding ဘက်ကိုတော်တော်အားပါတယ်ပေါ့နော် AI Studio ကအခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့သူက mobile app တွေပါ vibe ဖြစ်လာပါတယ်ပေါ့ AI Studio ကဒီ mobile integration မှာ Kotlin support ဖြစ်လာတယ်ပြီးတော့ mobile app တွေကိုဒီ idea လုပ်ရတယ် roll လုပ်ရတယ်ပြီးတော့ကျတော့ဒီ code တွေကိုသူကဒီတိုင်းတော့ mobile app ဆိုလို့ရှိရင်သူက mobile app က Play Store တို့ဘာတို့ deploy လုပ်တာဆိုတော့ဘာဖြစ်လဲဆိုတော့ဒီ single click ကိုဒီက mobile app local ပဲ download ပြီးတော့ anti gravity ကို import လုပ်လို့ရပါတယ်ဒီ anti gravity က local application ကျတော့ကိုယ်တိုင်က maybe ဒီ local project မှာဒီဟိုပါပေါ့နော် virtual machine တို့ဒါမှမဟုတ်လို့ရှိရင်လည်းဒီ Android ဟိုပါပေါ့နော်ဒီ virtual phone တို့ဘာလို့အဲ့လိုမျိုးရှိမှာပေါ့နော်အဲ့ကျလို့ရှိရင် run လို့ရပါတယ်ပေါ့နော် AI Studio ကသူက website ဆိုတော့ဒီ phone app တွေပါကိုတိတ်ပြီးတော့ run လို့အဆင်မပြေဘူးပေါ့နော်အဲ့တော့သူကဘာလုပ်လိုက်လဲဆိုတော့ဒီ single click ပေါ့နော်နေ့လက်တာနဲ့သူကဒီရှိမြ conversation တွေရော artifacts တွေရော code တွေရော download ဆွဲပြီးတော့ anti gravity တွေကိုရအောင်သွားတယ်ပေါ့နော်အဲ့တော့ anti gravity မှာပဲဆက်ပြီးတော့သူကလောက်သွားပေါ့နော် department လုပ်ချင်လားဒါမှမဟုတ်ရင် feature improvement လုပ်ချင်လားအဲ့လိုမျိုးလုပ်တယ်ပေါ့နောက်တစ်ခုကျတော့ဒါကသူကပေါ့နော် build ပေါ့နော် install လုပ်ရလို့ရှိရင်သူကဒီ Android application တွေကို Android phone မှာတစ်ခါလေး install လုပ်ရတယ်ပေါ့နော်အဲ့တော့ MVVM pattern တို့ database တို့ဘာလို့ဆိုလို့ရှိရင်သူကတစ်ခါလေးမှာ install လုပ်ရပါတော့နော်ကို phone ကို plug in လုပ်လိုက်ပြီးတော့တခါ install လုပ်လို့ရှိရင်ဒီ vibe ကုတ်ထားတဲ့ application ကကိုယ့်ရဲ့ဖုန်းမှာတွားပြီးတော့ live ဖြစ်တယ်ပေါ့နော်အဲ့မျိုးကြတော့နည်းနည်း interesting ဖြစ်တယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကိုကအဲ့လိုမျိုးဘယ်လိုလဲ Flutter တို့ဘာလို့ရေးမှဆိုလို့ရှိရင် mobile phone တွေကိုသူကဒီ testing လုပ်ရတာပေါ့နော်ဒီ buggy ID တို့ဘာလို့အဲ့လိုမျိုးလုပ်ရတယ်ပေါ့နော်အခုနောက်ပိုင်းကျတော့ဒီ vibe code လုပ်ပြီးတော့ mobile phone တွေမှာတခါ testing လုပ်လို့ရတယ်ပေါ့နော်အဲ့တော့အဆင်ပြေတယ်ပေါ့ဒါကြတော့ migration ပေါ့နော်ဥမာကိုယ့်ရဲ့ website ကဟို outdated ဖြစ်နေတာတို့ဒီကိုယ့်ရဲ့ဟို phone application ကလည်းအရင်တော့ကုတ်ထားတဲ့ဟာတွေကတိတ်မကောင်းတာတော့ပါဆိုရင်သူက vibe coding နဲ့ပဲ migration လုပ်ပေးရပါတော့အဲ့တော့ Android Studio ကနေပြီးတော့ migrate လုပ်တဲ့ဒီ AI Studio ပေါ့နော် Android Studio အရင်တော့သုံးတယ်ပေါ့နော်အခုနောက်ပိုင်းလူတွေက Android Studio တိတ်မသုံးကြတော့ဒါပေမဲ့ Android Studio သုံးတဲ့လူတွေပါဆိုလို့ရှိရင်သူ migrate လုပ်လို့ရတယ်ပေါ့website သမားတွေတော်တော်များများကျတော့ website မှာသူကဒီ web MCP ပေါ့နော်ဘယ်လိုလုပ်ရလဲဆိုတော့ browser တွေ create လုပ်တာတို့လို့editing လုပ်တာတို့ဘာလို့ဆိုလို့ရှိရင်သူက MCP နဲ့လို့ရှိရင် Chrome ဘက်ကနေနဲ့ပုံများတယ်ပေါ့နော် JavaScript function တို့ form filling တို့ automation တို့ဆိုရင် web MCP ပေါ့နော်သူကဒီ MCP ကျတော့ tools ပေါ့နော် agent အတွက် tools ပေါ့အဲ့လိုမျိုး web နဲ့ interact လုပ်မယ်ဆိုလို့ရှိရင် tools တွေကို MCP ကနေပြီးတော့ရတယ်ပေါ့နော်အဲ့တော့ web MCP ဆိုလို့ရှိရင်ဒီ automation တို့ clicking buttons တို့ဘာလို့အဲ့လိုမျိုးလုပ်ရတယ်ပေါ့နောက်တစ်ခုကျတော့ Chrome Dev 2ပေါ့နော် Chrome Dev 2ကကျတော့ဒီ Chrome နဲ့ပတ်သက်ပြီးတော့ development ပေါ့နော်ဥပမာကိုယ့်ရဲ့ website ကို performance analysis လုပ်မယ်တို့ကိုယ့်ရဲ့ website ကို vulnerability scanning လုပ်မယ်တို့ကိုယ့်ရဲ့ website ကို automation လုပ်မယ်တို့အဲ့လိုမျိုးသိရမလားပြီးတော့
ဘယ်လိုပြောမလဲ structure integration တို့ investigation တို့ဘာလို့မဆိုလို့ရှိရင်လဲ Chrome Dev 2ကအဆင်ပြေတယ်ပေါ့နော်လောက်ရတာသူက structure data ပေးတယ်သူ pattern တွေပါရှိမယ်ပြီးတော့ use case တွေပါတယ်ဆိုလို့ရှိရင်လဲတခါတည်းပေးထားပြီးသားဆိုတော့ဒီ code ကိုက push လို့ရှိရင် secure code တွေပါဖြစ်မယ်ပေါ့နော်ပြီးတော့workflow လုပ်ရတယ်ပြီးတော့ verify လုပ်ရတယ် troubleshoot လုပ်ရတယ်ပြီးတော့ optimize လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ Chrome Dev 2ကChrome အတွက်တော့ optimize လုပ်ပေးထားတဲ့ developer tooling ပေါ့နော်တခြားမှာ Safari တို့ပါဆိုရင်တခြားဟာတွေမရဘူးပေါ့နော်ဒါပေမဲ့ Chrome Dev 2ကတော့ Chrome အတွက်လုပ်ပေးထားတာပေါ့ဒီကတော့ designer အတွက်ပါပဲဒီ HTML ကိုသူကအရင်တော့ဆိုလို့ရှိရင် 2D လောက်ပဲလုပ်လို့ရတယ်အခုဆိုရင် 3D တွေပဲလုပ်လို့ရပြီ 3D ဆိုလို့ရှိရင်သူကဘယ်လိုလုပ်ရဆိုတော့ game ကိုဘယ်လိုပြောမလဲ 3D dimension တို့ 2.5D တို့ပါဆိုရင်စပြီးတော့လုပ်လို့ရပါတော့เนาะအရင်တော့ vibe လို့ရှိလို့ရှိရင် 1D 2D ပဲရတယ်ပေါ့เนาะအခုနောက်ပိုင်းကျတော့ 3D တွေပါရလာတယ်ပေါ့เนาะအဲ့တော့ဒီကတော့ API ပေါ့ HTML in canvas ပေါ့เนาะသူက canvas tag HTML5 ရဲ့ canvas tag မှာသူကလောက်တာပေါ့เนาะတော်တော်များများတော့အခုနောက်ပိုင်းလိုမျိုးဘယ်လိုပြောလဲ website တွေပါဆိုလို့ရှိရင်လို့ video zoom in တို့အဲ့လိုမျိုးပြောမလဲ shadow effect တို့ပါလို့လောက်လာကြတာများတယ်ပေါ့ပြီးတော့ဒီက API ကျတော့သူကလိုမျိုးပို့ပြီးတော့ဘယ်လိုပြောမလဲကိုကိုရိုင်းရေးထားတဲ့ site တွေပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကိုရိုင်းကရေးလို့ရှိလို့ရှိရင် optimize ဖြစ်ချင်မှာဖြစ်မှာပေါ့သူများရေးထားတဲ့ဟာကျတော့ဒါ offering ဆိုတော့နည်းနည်းတော့ optimize ပို့ဖြစ်တယ်လို့ထင်တာပဲကိုကိုရိုင်းရေးလိုက်ဖြစ်တော့ဖြစ်မှာပေါ့နော်ဒါပေမဲ့ကိုကတိတ်ပြီးတော့မသိလို့ရှိရင်တော့တရားရေးထားတဲ့ပေါ့နောက်ဆုံးတစ်ခုကဒါ Gemini Omni ပေါ့နော် Gemini Omni ကျတော့သူကဘာလဲဆိုတော့ဒီ wall knowledge ပေါ့နော်ဥပမာကိုကဒီဘယ်လိုပြောမလဲဒီ road မှာပေါ့နော် pothole ဆိုလို့ရှိရင်ဒီ pothole ကတော့လုံးဝဟို realistic ဖြစ်တယ်ပေါ့နော် giant pothole right side ကြည့်လို့ရှိရင် pothole ကလုံးဝ realistic ပေါ့တချို့ဟာဆိုလို့ရှိရင်လည်း physics တွေပါဆိုလို့ရှိရင်အောက်ကိုကျရမယ်တို့တည်လား pothole ကဒီအောက်မှာပဲရှိရမယ်တို့ပြီးတော့ဒီ ground ရဲ့အောက်ကဘာလို့ဆိုတော့ဒီမှာဟိုပြောမလဲမြေကြီးဖြစ်ရမယ်ပေါ့နော်ဒီကရေတွေပိုင်းမရှိရဘူးအဲ့လိုမျိုးပေါ့နော် wall knowledge simulation တော့ physics လည်းမှန်ရမယ်ပြီးတော့ဒီဟိုပြောမလဲ native ပေါ့နော်ဒီဟာတွေအကုန်လုံးကကိုကပေးလိုက်တာနဲ့ तू ကစပြီးတော့ထုတ်တာ natively ထုတ်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ Omni ကဘာလာဘာထုတ်ပေါ့နော် anything and any input and any output ပေါ့အဲ့လိုမျိုးပေါ့ဆိုတော့သူကိုယ်တိုင်ကဥမာ understand လုပ်ရမယ် relationship လုပ်ရမယ် text နဲ့ video နဲ့ပြီးတော့ output ကလည်း text နဲ့ video နဲ့တိုက်ပြီးတော့လက်ရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ခုကတော့ဒါနောက်ဆုံးslide ထင်ပါတယ်Omni ဒါ Omni ကတော့ video ပေါ့နော်ဒီကတော့မပြတော့ဘူးချိန်သိမ့်မရှိသေးနဲ့ပြီးကြမှာပြလိုက်မယ်နော်နောက်တစ်ခုကျတော့ဘာရှိလဲဆိုတော့ဒါတော့နောက်ဆုံး slide ပါနော်နောက်ဆုံး slide ကတော့ဒီကိုခုလောလောဆယ်တည်သွားတဲ့ tools တွေပေါ့နော်အဲ့ဒါတွေကို use လုပ်ပြီးတော့ဘာတွေစောက်မလဲဆိုတော့နည်းနည်းစဉ်းစားပေါ့တည်ရမလားကိုရိုင်းကဒီ tools တွေပဲလိုက်ပြီးတော့လေ့လာပြီးလို့ရှိရင်လည်းကိုယ့်ရဲ့ application အတိတ်ပြီးတော့မရှိပေါ့နော်အဲ့တော့ဘယ်လို start တင်လဲဆိုတော့ငါမှဒီလိုမျိုး task တွေလုပ်ဆရာရှိတယ်ပေါ့နော်အဲ့လိုမျိုး task တွေကိုဒီ AI agent product တွေနဲ့ငါဘယ်လိုလုပ်မလဲပေါ့ငါမနေ့မိုးလင်းလို့ရှိလို့ရှိရင်ဒီ research paper တွေဖတ်ရမယ်ဆိုလို့ရှိရင် research paper တွေကိုတွားပြီးတော့ extract လုပ်ပြီးတော့ငါရဲ့ desktop မှာ download လုပ်ပေးဆိုရှင်ဘယ်လိုမျိုး agent တွေကိုလုပ်ချင်တယ်လဲဒီမှာ website ကတွားပြီးတော့ optimize လုပ်မှာလားဒါမှမဟုတ်လို့ရှိရင်လည်း agent ကတွားပြီးတော့ဖတ်ပြီးတော့ငါ့ကို summary ပဲပေးမှာလားအဲ့လိုမျိုးတွေစဉ်းစားပြီးတော့အဲ့လိုမျိုး workflow တွေစလုပ်လို့ရှိရင်ပြင်းကိုယ့်ရဲ့ understanding of the tool ပေါ့နော်ခုနဲ့ခုတိလာမတိလာပြီးလို့ရှိရင်စပြီးတော့လုပ်လို့ရလာမယ်ပေါ့နော်အဲ့လိုတသေးလေးကနေစပြီးတော့နောက်ပိုင်းကျမှ okay calendar တွေ check လုပ်မယ်တို့ email တွေ check လုပ်မယ်တို့အဲ့လိုမျိုး schedule တွေ check လုပ်မယ်ပြီးတော့ဒီ workflow တွေကိုလည်းသူများတွေကို delegate လုပ်မယ်အဲ့လိုမျိုးတွေစစဉ်းစားလာပြီးတော့ဖြည့်ပေးနေအဲ့လိုမျိုးဘယ်လိုမျိုး delegate လုပ်မယ်ဆိုလို့ရှိရင်ဘာမျိုးဘယ်လိုမျိုး tools တွေကိုသုံးလို့ရလဲအဲ့လိုမျိုးစဉ်းစားလာပြီးတော့မှလုပ်ပေါ့နော်အဓိကတော့ navigate ကတော့ start ပေါ့နော်တခုခု start လုပ်ပြီးတော့မှ I start ကနေ expand လုပ်ရလို့ရှိရင်တော့ဖြည့်ပေးနေတော့ပိုတိလာမှာပေါ့နော်ကိုယ့်ရဲ့ tools တွေပါတယ်အဲ့ဒါပါပဲပြောချင်တာကတော့question တွေပါရှိရဆိုလို့ရှိရင်လည်းဒီမှာ link in မှာ connect လုပ်ပြီးတော့ mail လို့ရပါတယ်လောဆယ်တော့အခုဒီမှာ question ရှိလို့ရှိရင်လည်း unmute လုပ်ပြီးတော့ mail လို့ရပါတယ် Yep ကျေးဇူးတင်ပါတယ်သူရှိရပါတယ်ကျွန်တော်တို့9မိနစ်လောက်ချိန်ရပါလိမ့်မယ်ကျေးဇူးပါကိုသူရအခုလိုပြောပေးတာရပါတယ်ကျေးဇူးပါဘာလို့ပေးလို့တခြားမေးခွန်းတွေမေးခြင်းနဲ့သူရှိလားမသိ developer တွေအဓိကမေးတဲ့နယ်လို့တော့မြင်တာ test လုပ်ပြီးတော့ mail လဲရတယ်မြန်မာလို mail လဲရတယ်အင်္ဂလိပ်လို mail လဲရတယ် Yep ဂျပန်လိုတော့မပြောတတ်သေးဘူး Okay တော့ဆန်းအောင်မယ်ထင်တယ်ဟော API credit တွေအကြောင်းတော့ဟုတ်ပြီAPI credit တွေကြတော့ तू အခုလောလောဆယ်တော့ API credit တွေတိတ်မပေးတော့ဘာလို့ဆိုတော့ तू မှာ free tier ဆိုပြီးတော့ရှိနေတော့ကြတော့
ဒီကျောင်းက account နဲ့ဆိုလို့ရှိရင် free tier တော်တော်များများအဆင်ပြေတယ်ပေါ့နော်ကိုယ့်ရဲ့ကျောင်းကသူကအဲ့လိုမျိုး student partner တို့ဘာလို့ဖြစ်သွားလို့ရှိလို့ရှိရင်ဒီဥပမာ student ဆိုလို့ရှိရင် Google AI Pro ဆိုပြီးတော့တစ်ခါတည်းတက်ရတာဘာလို့ရှိတယ်ပေါ့နော်အဲ့လိုကိုယ့်ရဲ့ student account နဲ့ login လို့ရှိရင် Google AI Pro ပေါ့အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ school နဲ့ check လုပ်ကြည့်ပေါ့ကိုပြောချင်တာကတော့ဒီ API credit တက်ပေးတာမရှိဘူးဒါပေမဲ့ student တွေကိုသူကအဲ့လိုမျိုး programmation ပေါ့နော်အဲ့တော့ student account နဲ့ဝင်ကြည့်လို့မရလို့ရှိလို့ရှိရင် AI Pro တွေပါရမယ်ပေါ့နော်မရလို့ရှိလို့ရှိရင် school ကိုပြောကြည့်ပေါ့ငါကတော့အဲ့လိုမျိုးကြားရတယ်ပေါ့နော် school က student ဆိုလို့ရှိရင် AI Pro တွေပါပေးတယ်ပေါ့နော်အဲ့လိုမျိုး collaboration ဘယ်လိုလုပ်ရမလဲပေါ့အဲ့လိုမျိုးပေါ့နော်နံပါတ်1ကကြတော့နောက်တစ်ခုကကြတော့ပြော Anygraph အကြောင်းပြောပြီးတော့ကျေးဇူးပါတဲ့မြန်မာပြည်မှာအဆင်ပြေနေတဲ့Anygraph နဲ့ပဲ okay ရပါတယ်ကျေးဇူးတင်ပါတယ်အခုကစာရှာနေတဲ့အချိန်မှာတဲ့ platform မျိုးစုံရှာရတယ်တဲ့တနေရာမှာမေးပြီးတော့ agent မျိုးစုံ info လိုချင်တဲ့ဘယ်လိုလုပ်ရမလဲတဲ့ so ပြောချင်တာကဒီ agent မျိုးစုံရဲ့ info လိုချင်တာဆိုတော့agent မျိုးစုံ info လိုချင်လို့ရှိရင်တော့တနေရာမှာပဲတွားပြီးတော့ share လို့ရပါတယ်ဒီဘယ်လိုပြောမလဲ prompt ပေါ့နော်ဥပမာ Gemini မှာတွားပြီးတော့ရေးမှာဆို Gemini နဲ့ Google.com မှာရေးမယ်ဆိုလို့ရှိရင်အဓိကဘာလို့လဲဆိုတော့ internet ကိုတွားပြီးတော့ check လုပ်ဆိုပြီးတော့အဲ့လိုမျိုးပြောတဲ့ instruction လိုတယ်ပေါ့နော်ကိုက prompt လို့ရှိလို့ရှိရင်latest model တွေကဘာတွေလဲလို့မေးတာထက်စလို့ရှိရင်ကိုယ့်ရဲ့ prompt ကဘာနဲ့စတင်လဲဆိုတော့ internet ကိုတွားပြီးတော့အရင်ဆုံးlatest information ရှာလို့ရင်ပြောတင်တယ်ပြောပြီးတော့မှရှာပြီးတော့မှငါ့ကိုဒီ model ရဲ့အကြောင်းပြောပြရဆိုပြီးတော့အဲ့လိုမျိုးပြောပါပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့မှန်တာရမယ်ပေါ့အဲ့ဒါမျိုး workflow လုပ်ချင်တယ်ဆိုလို့ရှိရင် Gemini Spark လို့ဘာလို့လဲရမယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်တိုင်ကအဲ့လိုမျိုးworkflow agent လို့ဘာလို့လဲကိုယ့်ကိုစောက်လို့ရတယ်ပေါ့နော် NAN လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်း workspace studio ပဲဖြစ်ဖြစ်အဲ့လိုမျိုးစောက်လို့ရတယ်ပေါ့နော် ADK နဲ့လည်းလုပ်လို့ရပါတယ်ဒါပေမဲ့ ADK ကျတော့ coding ပို့လုပ်ရတယ်ပေါ့နောက်တစ်ရှင်ထွေးလင်းနေတာက agent harness အတွက်တဲ့ Google AI မှာ automation တွေရှိတာနိုင်လားတဲ့harness ကရှိရဒီ manage API လို့ဘာလို့ဆိုလို့ရှိရင်ဒါ anti gravity harness နဲ့သူကတခါတည်းလုပ်ထားတာဆိုတော့ကိုတိုင်က harness မစောက်ချင်ဘူးသူများစောက်ထားတယ်ပေါ့ခုဒါဆိုလို့ရှိရင် anti gravity ကစောက်ထားတဲ့ harness ကိုသုံးနေတယ်ဆိုလို့ရှိရင် manage agent API လို့ဘာလို့လဲသုံးလို့ရတယ်ပေါ့နော်အဲ့ကြတော့မှကိုတိုင် harness ကိုစောက်ချင်တယ်ရှိတာ AK လို့ဘာလို့သုံးချင်တာဟုတ်ကျေးဇူးပါ question ကရပြီလား question အခုနောက်ဆုံးတစ်ခုပဲဟုတ်တယ်ဖြေလိုက်လို့ရပါတယ်ဟုတ် data engineer exam ဖြေခြင်းနဲ့တဲ့ဘယ်ကစရခြင်းဆိုတော့နံပါတ်1က Google skills ဆိုတာရှိပါတော့ skills.google.com ဆိုပြီးတော့ရှိတယ်အဲ့မှာတွားပြီးတော့ pathway တွေမှာတွားပြီးတော့ရှာပေါ့နော် skills.google.com မှာတွားအဲ့လိုမျိုးstudy လုပ်ရတဲ့ material တွေရှိပါပေါ့နော်okay နောက်တစ်ခုက notebook inside Gemini နဲ့တဲ့ using notebook LM နဲ့တဲ့တိတ်တော့မကွာပါဘူး Gemini ကျတော့ तू ကဒီ notebook ကို Gemini မှာခွဲလို့ရှိလို့ရှိရင် notebook LM နဲ့ပို့တူတာပဲဒါပေမဲ့ notebook LM မှာကျတော့ तू က link တွေresource တွေကို attach လုပ်လို့ရတာတို့ဘာလို့ပေါ့နော်အဲ့ဒါမျိုးတွေလည်းရှိတယ်အဲ့တော့ကိုတိုင်ကဟိုဘယ်မှာ holistic view ပေါ့နော် podcast generation တို့ဘာလို့ရှင်လို့ရှိရင် notebook LM ကိုသွားပေါ့ဒီတိုင်းပဲဟို notebook ဟိုဘယ်မှာ normal notebook လောက်ပဲလုပ်ချင်တယ်ဆိုလို့ရှိရင် Gemini မှာလုပ်လို့ရပါဖြစ်မယ်ဟုတ်ကျေးဇူးပါကို maybe ရဲ့တွေ့တယ်ကျေးဇူးပါအခုလည်းနည်းနည်းရှိအောင်ပါမလားဆိုရင် comment မှာမေးတာတွေလည်းဟို chat ကနေလည်း reply ပြန်ပေးလို့ရပါတယ်အဆင်ပြေတယ်ရဟုတ်ကျေးဇူးပါကိုအခုလိုလာပြီးတော့မျှဝေပေးရတဲ့အတွက်လည်းနောက်လည်းဖိတ်ပါအောင်မယ်လို့ကျေးဇူးပါရပါတယ်ဖိတ်လို့ကျေးဇူးတင်ပါတယ်ပြီးတော့ဒီမှာနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲနားထောင်ပေးလို့ကျေးဇူးပါအဲ့တော့ကျွန်တော်တို့နောက်တစ်ယောက်ကို handover လုပ်လိုက်မယ်နော်ဟုတ်ကဲ့ပါကျေးဇူးပါအဲ့တော့ကျွန်တော် Open AI ကမက်မေကျော်ရောက်နေပြီထင်တယ်နော်အမဟုတ်ကျွန်တော် recording နဲ့ခဏရက်လိုက်ပါအောင်မယ်